ပြေပါကွာဟာဘယ်ကောင်မင်းပွင့်လိုက်တာလဲကွာမင်းပွင့်လိုက်တာ ငါဖွင့်တာဟဲ့အဟဲ့ ခေါ်ရကြပြီခုမှရောက်တယ်အဲ့ဒါလည်းနှစ်ယောက်ပေါင်းနေရလား ငါတော့ရလေပါရတယ် ဟာလား ကောက်ရတဲ့လက်စပ်ကိုရောင်းစားလို့ရတဲ့စက်နဲ့ပြောတယ်ဟလား ဟိုဘာလာပြဲလာပြဲတော့လိုက်မယ်သွားတော့ထိုး ဟဲ့ဝင်လာရပြီ ဒါရပါကြီးပါပြီကွာဘာမှလည်းစပြန်ပြလိုက်ဘာလဲဆိုလည်းမရှိဘူးဘာလဲဆိုတော့ဘာလို့ခေါ်စားတယ်ကိုတော့ကဲနေလက်စုပ်ပြမင်းလားလက်နဲ့အဆုတ်ခံလားကျွန်တော်ကလက်နဲ့ဆုပ်မခံနိုင်ဘူးခင်ဗျသူဆိုရင်တော့ကျွန်တော်ကဟာဒီမှာလာပြန်တာငါတို့အသက်နဲ့လူလုံးတာမဟုတ်အရှက်နဲ့လူလုံးနေတာဟေးနေလက်စုပ်ပြမင်းမင်းအရှက်ကိုလူတော့ခံလေဟုတ်ကဲ့လေကွာနဲ့ရဲလာလား မဟုတ်အဲ့စီစလည်းမကောင်းဘူးဗျဟိုငါတို့ကဒီပစ္စည်းကိုရောင်းမယ်ကွာရောင်းပြီးတော့ KTV မှာပျော်ပန်းနေတဲ့အချိန်မှာဟိုပိုင်ရှင်ကရက်ွက်အုပ်ချုပ်ရေးမှုလို့ပါတွားတိုင်ပြီးတော့ငါ့ကိုလာဖမ်းမှာ အဲ့ဒါကြောင့်ပြောတော့ဗောသူမြတ်ပစ္စည်းကိုမတရားမလို့ခြင်းနဲ့လို့မင်းပိုင်ချင်းကြီးတယ်မလို့ငေါ့ဘူးလေအဲ့လိုပြဿနာတက်ကုန်လို့လည်းကနေထောင်ကြနေဦးမယ်ဟေးနေ